Hello မင်္ဂလာပါတာလီစွာပါဒီနေ့ဟာဆိုလို့ရှိရင်တော့မင်္ဂလာအပေါင်းနဲ့ရန်ကိုပြည့်စုံတဲ့နေ့လေးဖြစ်ပါရဲ့ရှင်ဟိုတာလီ၃ယောက်ကိုဒီနေ့ဆိုလို့ရှိရင်ရှင်းပြပြီးတော့ရှင်းသားမနေအဖြစ်နဲ့ဟိုရင်လေးတွေဝတ်တဲ့နေ့လေးဖြစ်ပါတယ်မနေ့ကဆိုလို့ရှိရင်တော့ရွှေတကုံဖျားပေါ်မှာဟိုရခိုင်ရဲ့ရိုးရအစင်လာအတိုင်းပေါ့နော်ရှင်လောင်းထည့်တာကိုပြုလုပ်ပြီးရဲ့အချိန်မှာဒီနေ့မှာတော့ဆန်ရှာတွေမင်္ဂလာမြောက်တယ်ဆိုတဲ့အခမ်းအနားတွေကိုပြုလုပ်ပြီးတော့တရားနာပြီးတဲ့အခါမှာလူပရိသတ်အပေါင်းကိုဒီနေ့ကတော့ဆွံ့ကြွေးတဲ့နေ့ဖြစ်ပါတယ်ရှင်။မြို့ပွင့်တို့ရဲ့ဒီအခမ်းအနားလေးရဲ့လှပမှုတွေရဲ့ဒီအလှအမရဲ့ချုံမောလှပမှုတွေသားလေးတွေလှပမှုလေးတွေကိုဆက်လက်ပြီးတော့သိရှိပါလို့ဒီနေ့ဒီနေရာလေးဖိတ်ခေါ်ပါတယ်။ မင်းနဲ့တော့မမောရှောမင်းနော်မောရှောပါမြန်နာပီတီအဟောင်းအခရုံးကလွင်ပါလို့ဒီရင်းနဲ့မတော့ကမုံရီပမာခမရီရှောင်းစီတီကလူတဲ့လူပါမြန်နာပီတီအဟောင်းအခရုံးကလွင်ပါလို့ဒီရင်းမှာတော့ကမုံကြီးပမာခမရီရှောင်းစီတီကလူတဲ့လူစဘူမသူတဲ့လူပါbreak down